Hello အားလုံးပဲမင်္ဂလာပါဒီနေ့မမကြီးကရှောက်သေးလေးတုတ်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံး6သီးကိုခွန်နှွာပြီးတော့နှွှင်ထားလိုက်ပါမယ်နော်ပြီးရင်ကျက်သွန်အနီလေးတို့လည်းပပလေးနှီးပြီးတော့အစင်းလေးလှုပ်ထားလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်တော့ဒါကတော့ပဝင်ပစ္စည်းတစ်ခုချင်းစီကိုပြထားတာပါအခုစတုပ်ပါတော့မယ်ရှင်ကျက်သွန်အနီလေးထည့်တယ်ပြီးရင်ပဝင်ပစ္စည်းတစ်ခုချင်းစီကိုထည့်ပါမယ်ကျက်သွန်အနီကိုပေါ့နော်အရင်ဆုံးဆေးထားပြီးလို့ရှိရင်ねရေစိမ်ထားရတယ်ပေါ့နော်အဲ့လိုရေစိမ်ထားပဲねရေစစ်ထားရဆိုလို့ရှိရင်ねပြုတ်သွားတတ်ပါတယ်ရေစိမ်ထားပြီးတုပ်လို့ရှိရင်ပေါ့နော်ကျက်သွန်လေးရတဲ့ကျွန်းကျွန်းနဲ့စားလို့ကောင်းတယ်တဲ့ဒါကတော့ကိုလည်းမသိပါဘူးနော်သူများတွေပြောတာကိုကြားဘူးတာပါအခုတော့ပဝင်ပစ္စည်းတစ်ခုချင်းစီကိုထည့်ပြီးတော့တုပ်ပါပြီရှင်ဒီအပိုင်းမျိုးပေါ့နော်ကျမအရန်လေးအချင်းငယ်ဆက်တွေပဲစားချင်နေတယ်ပေါ့နော်အားကြောင့်တောက်လျှောက်ပေါ့နော်ကျမချင်းငယ်ဆက်တွေပဲတုပ်စားဖြစ်နေပါတယ်ရှင်အခုဆိုရင်တော့ရှောက်သီးတုပ်လေးရပါပြီကျမလေးအရန်ပြီးတတ်တယ်တိလားအခုပစုံကြောက်ထည့်ဖို့လေကျမမေ့သွားတယ်ပေါ့နော်စားကနေကျမတတိရတယ်ကျမဟိုမေ့ဒီမေ့နဲ့အကုန်မေ့ပါတယ်ကျမမမေ့တာဆိုလို့ကျမယောက်ျားပဲရှိပါတယ်ရှင်